ဆန္ဒနဲ့လောဘမတူညီရဲ့အချက်ကိုသိလိုပါတယ်ဖေဟာဆန္ဒဆိုတာကန့်ညှိခြင်းရှိပါသလားလုံးလုံးမကန့်ညှိတာလားနိဗ္ဗာန်ကိုလိုချင်တောင်းတတာဟာဆန္ဒလားလောဘလားဖေဟာတကယ်လို့ဆန္ဒတာဖြစ်မယ်ဆိုရင်တရားအထုတ်ပြီးတည်တဲ့ဉာဏ်တရားတည်တဲ့ဉာဏ်တရားမသိတဲ့အခါမှာဒေါသဖြစ်ကြတာတွေ့ရပါတယ်ဖေဟာဆန္ဒကလည်းဒေါသဖြစ်စေတာပါပဲလားဖေဟာဟုတ်ဆန္ဒဆိုတာကကောင်းတဲ့အာယုံတွေပေါ်မှာလိုချင်မှုဖြစ်တာကဆန္ဒညှိကပ်မှုမပါဘူးခုနကုသိုလ်ကောင်းမှုလုပ်ချင်တာဒါဆန္ဒလေနော်ကုသိုလ်လုပ်ချင်တာဘုံကြောင်းသွားပြီးတော့ဝေယဝဲစားလုပ်ချင်တာဥပုသ္တိလာစောင့်ချင်တာတရားထိုင်ချင်တာအဲ့ဒီချင်တာတွေကြတော့ဒါဆန္ဒလို့ခေါ်တယ်ကာမဂုဏ်အာယုံနဲ့ပတ်သက်ပြီးလိုချင်တာနော်တခြင်းဆိုချင်တယ်ကချင်တယ်ခုံချင်တယ်အဲ့ဒါကြတော့လောဘဖြစ်သွားပဲလောဘကြတော့ပူလောင်မှုပါတယ်နော်ဟိုကုသိုလ်နဲ့ပတ်သက်ပြီးလုပ်ချင်တာကြတော့ပူလောင်မှုမပါဘူးသူကငြိမ့်တဲ့သဘောအဲကြောင့်ကောင်းတာနဲ့ပတ်သက်ပြီးဖြစ်ချင်လိုချင်တာတွေအားလုံးကဆန္ဒမကောင်းတာနဲ့ပတ်သက်ပြီးဖြစ်ချင်လိုချင်တာကလောဘပေါ့ဒီလိုပဲခွဲရမှာပေါ့နော်အပြန်အကျဉ်းအဖြစ်ပေါ့